အားလုံးပဲမင်္ဂလာပါရှင်ဇွန်လဒုတိယပတ်မှာကြားရောက်တဲ့ကလေးများနေ့အတွက်အထိန်အမှတ်အနေနဲ့ကလေးများအရေးကြီးကြောင်းကိုဒီနေ့အနေငယ်ပြောကြားလိုပါတယ်တုတ်တန်ကျန်အခန်းကြီး20အငယ်6သူငယ်သွားရလမ်းဝါ၌ဆုံးမသွန်သင်လို့သူဒီအိုတော့အခါထိုလမ်း၌မလွယ်လိုက်သွားလိမ့်မည်ဆိုရဲကြမ်းချက်အားဖြင့်ကျမတို့ကလေးတွေအရေးကြီးကြောင်းပြောကြားလိုပါတယ်ဒီကြမ်းချက်ကိုကျမတို့ဒီဆရာကြီးတယောက်ဖြစ်တဲ့ဒေါက်တာဂျင်ပေါပူအနက်ဖွင့်သွားတာလေးနဲ့ကျွန်မခွန်အားပေးလိုပါတယ်ကျွန်တော်တို့အများသောအားဖြင့်ဒီကြမ်းချက်ကိုကျွန်တော်တို့ဘယ်လိုမျိုးအနက်ဒိတ်ပဲဖွင့်လို့ရှိလဲဆိုတော့မိဘတွေအနေနဲ့သားသမီးတွေကိုသူငယ်သွားရလမ်းဝါး၌ဆုံးမသွန်သင်လို့ဒီကျွန်တော်တို့ဒီကြမ်းချက်ကိုဘယ်လိုမျိုးယူလေးရှိလဲဆိုတော့သားသမီးတွေကိုငယ်လေးတွေကနေပြီးတော့မှဒီဖျားเจ้าသွားခိုင်းမယ်ဒီကျွန်တော်တို့ဒီ spiritual development ပေါ့เนาะကျွန်တော်တို့ဒီဝိညာဉ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ကိုပဲကျွန်တော်တို့အားပေးလေးရှိပါတယ်ဒါပေမဲ့ဒီဆရာကြီးပြောသွားတာကျွန်မအယမ်းကိုသဘောလဲတူတယ်ပြီးလို့ရှိရင်အယမ်းခွန်အားရတာလေးကိုဝေမျှလိုပါတယ်ဒီဆရာကပြောသွားလဲဆိုတော့ကလေးဖြစ်တော့ဒီလူသားအားလုံးပေါ့เนาะဘုရားသခင်ကဒီဇိုင်းတယောက်တစ်မျိုးစီနဲ့ဆွဲထားတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့သားသမီးလေးတွေကဖျားဒီဇိုင်းဆွဲထားတဲ့အရာလေးတွေရှိတယ်တယောက်ကိုစီပေါ့နော်မတူတဲ့ဒီဇိုင်းလေးတွေရှိတယ်မိဘတွေအနေနဲ့ကောကလေးတွေကိုပြုစုပြောထောင်တဲ့သူအနေနဲ့ဖျားသခင်ဒီဇိုင်းဆွဲပေးထားတဲ့ဒီကလေးတွေရဲ့ဒီဇိုင်းလေးတွေကဘာလေးတွေလဲဘုရားသခင်သွားစေလို့တဲ့လမ်းကဘာလဲဆိုတာကိုသိပြီးတော့မှအဲ့ဒီပုံမှာကျမတို့ဆုံးမသွန်သင်ဖို့အတွက်အရန်ရေးကြည့်ရဆိုတော့နေတဲ့ပေလေးကိုခွင့်ပြလိုက်ပါတယ်ကျမလည်းအရန်သဘောတူပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကြမ်းချက်ကဝိညာဉ်ပိုင်းဆိုင်ရာပဲမဟုတ်ပဲねဖရာသခင်ကကိုယ့်ရဲ့သားသမီးတွေလူရယ်လို့ဖြစ်လာလို့ရှင်ကျမတို့ဒီဇိုင်းအမျိုးမျိုးနဲ့တယောက်တစ်မျိုးစီလမ်းခင်းပေးထားပြီးသားဖြစ်ပါတယ်အဲ့ဒီလမ်းပေါ်မှာကျမတို့သားသမီးတွေကိုဒီဒီဇိုင်းလေးတွေနဲ့ကျမတို့ဖရာကကိုယ့်သမီးကိုကိုယ့်သားကိုဘယ်ဒီဇိုင်းကိုဆွဲပေးထားလဲဆိုတာကိုကျမတို့ဖျားကိုမေးမြန်းပြီးတော့မှအဲ့ဒီလမ်းဝမှာတွင်တင်ဆုံးမဖို့အတွက်အားပေးဖို့အတွက်အရန်အရေးကြီးပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျမတို့1980အစောပိုင်းမှာကလေးတွေကိုစာရွက်ဖြူဆိုပြီးတော့မှသတ်မှတ်ထားတယ်ပေါ့နော်ကျမတို့ကလေးတွေကိုငယ်တုန်းမှာပုံသွင်းလို့ရတယ်ဒီစာရွက်ပေါ်မှာကျမတို့ဘာမဆိုရေးဆွဲလို့ရတယ်ဆိုပြီးတော့မှကျမတို့ဒီ1980အစောပိုင်းကာလမှာမတိုင်ခင်မှာကျမတို့ဒီလိုမျိုးဒီကလေးတငယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ဆရာကြီးဆရာမတွေကလေးလာတွေ့ရှိချက်တွေနဲ့ဖော်ပြထားတယ်ပေါ့နော်ဒါပေမဲ့1980နောက်ပိုင်းမှာတွေ့ရှိချက်အရာကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက်ဆိုရင်ကလေးရောလူကြီးရောအရန်အရေးကြီးရဲဆိုပြီးတော့မှဒီနှစ်ဦးနှစ်ဖက်ကလေးရောသူ့ကိုပြုစုပြောထောင်တဲ့မိဘသူ့ကိုပြုစုပြောထောင်တဲ့သူတွေနဲ့ပေါင်းပြီးတော့မှလက်တွဲမှသာကလေးရဲ့ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရမှာဖြစ်တယ်ဆိုတော့သိပ္ပံပညာအရာတွေးရှိထားတဲ့ဟာကိုလည်းကျွန်တော်တို့သိရှိလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှတုတ်တန်ကျန်22:6ကိုကျွန်တော်ပြန်သွားမယ်ဆိုရင်ဆရာကြီးဒေါက်တာဂျိမ်းပေါပူရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုကျွန်တော်တို့ကပြန်ပြီးတော့မှမိဘတိုင်းကလေးတွေကိုပြုစုပြောထောင်တဲ့လူတိုင်းကျွန်တော်တို့ပြန်ပြီးတော့မှသုံးသပ်ပြီးတော့မှကျွန်တော်တို့ကလေးတွေကဖျားသခင်ကသူ့ကိုဘယ်လိုဒီဇိုင်းဆွဲထားတာလဲဘယ်လမ်းကိုခင်းပေးထားတာလဲသူ့ကိုဖျားသခင်ကအစွမ်းစားတွေကိုငငယ်လေးတွေကပေးထားတာဖြစ်တယ်အဲ့ဒီဒီဇိုင်းကိုကျွန်တော်တို့တွန်းနေဆုံးမပြီးတော့မှသူသွားမဲ့လမ်းအတိုင်းပဲကျွန်တော်တို့အားပေးဖို့အရန်အရေးကြီးပါတယ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာကြည့်လို့ရှင်တချို့တွေကသူ့ဒီဇိုင်းမဟုတ်တဲ့နေရာကျွန်တော်တို့အများတန်းတရားဟောဆရာကြီးတွေကလည်းအများပြောဖြစ်တယ်လူပန်နေရာမှန်ဆိုတာဖျားပေးထားတဲ့အစွမ်းစားဖျားဒီဇိုင်းဆွဲထားတဲ့နေရာကိုရောက်သွားတဲ့လူကပတ်ဝန်းကျင်အတွက်လည်းကောင်းကြီးဖြစ်တယ်သူ့အတွက်လည်းအရန်ပျော်ရွှင်စရာကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်မိသားစုမှာရှိတဲ့ကျွန်တော်တို့အသင်းတော်တွေမှာရှိတဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုသူငယ်သွားရလမ်းဝ၌ဆုံးမသွန်သင်လို့သူသွားမဲ့လမ်းဝ၌ဆုံးမသွန်သင်နိုင်တဲ့မိဘတွေပြုစုပြောထောင်တဲ့လူကြီးတွေဖြစ်ဖို့အတွက်အတ္တပံဘုရားရှင်ကောင်းချီးပေးပါစေလို့ကျွန်မဒီကနေပြီးတော့မှကလေးများနေ့ကိုပြောကြားလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်